တိတာမျိုးတင်ထဲမှာဆိုရင်ပြည်သားရရတနာနဝရက်သိင်ကြီးစပူတီပါဆိုတဲ့ဒီလမ်းမကြီးရဲ့မေးတင်ရအရန်ကိုရှားပါဖြစ်တဲ့အဲ့ဒီထဲမှာပြည်သားရလမ်းမကြီးမေးတင်ဆိုတာတော့လုံးဝရှားပါပဲအခုမမုံကပြည်သားရလမ်းမကြီးမေးတင်ပေါ်မှာရှိနေတယ်ဒီမြေကွက်နဲ့မိတ်ဆက်ပြီးပြစီဒီမြေကွက်ကဆိုရင်ပေ80 60အကျယ်ရှိပြီးတော့မှပြည်သားရလမ်းမကြီးမေးတင်ပေါ်မှာရှိတယ်ပြည်သားရလမ်းထောင်းကွက်လေးဖြစ်တော့လေပြည်သားရနဲ့ကြံစစ်သားလမ်းမကြီးရဲ့ထောင်းကွက်ဖြစ်တယ်ဟိုဘက်ချမ်းမှာဆိုရင်တင်ငါလမ်းမကြီးမျက်စောင်းတို့မှာဆိုရင်တင်ငါလမ်းမကြီးရှိတယ်အဲ့တော့ရက်ွက်ကြီးချောင်းနဲ့လည်းတစ်ဆက်တည်းဖြစ်တယ်ပြည်သားရလမ်းမကြီးမေးတင်ပေါ်မှာလိုချင်တယ်ဆိုင်ဖွင့်ခြင်းတယ်ဆိုတဲ့မမုံမိတ်ဆွေတဲ့ဒါစီးပွားရေးပဲလို့ဘာပဲစင်ပြီးရပေါ့နော်ရက်ွက်ကြီးချောင်းနဲ့တစ်ဆက်တည်းဖြစ်ပြီးမှယူစနာမကြော်ဘူးချယ်ရီလန်းနဲ့ယူစနာလမ်းကြားထဲမှာရှိပြီးတော့မှကျန်စစ်သားလမ်းတည်လဲလုံးဝဟိုဘက်ဒီဘက်ကိုဒဲပေါက်တဲ့လမ်းဖြစ်တယ်အဲ့တော့ကျန်စစ်သားလမ်းမကြီးဆိုလို့ရှိရင်လဲလမ်းမကြီးကဖြူးနေရပဲအဲ့တော့လမ်းထောင်းကွက်ဖြစ်တဲ့အခါကျတော့ကိုလှုပ်ချင်တဲ့စီးပွားရေးတခုကိုအေးဆေးလုပ်လို့ရတဲ့နေရာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီမြေခွက်ကလေးရဲ့ခေါ်စည်းလေးကသိန်းပေါင်း2000ခွဲပါပိုင်ရှင်နဲ့တိုက်ရိုက်တွေ့ဆုံညှိနှိုင်းနိုင်ပါတယ်ရှင်80 60အကျယ်ရှိရပေါ့နော်ဒီမြေခွက်ကလေးကိုစိတ်ဝင်စားရင်မမုံတို့ရဲ့အလင်းမြင့်ဖုန်းနံပါတ်39 40 60 999 4ကိုဆက်သွယ်ဆောင်စမ်းနိုင်ပါတယ်ရှင်။ဘာကုန်းထဲမှာရှိပြီးတော့မှ gram ဖြစ်ပါတယ်။တက်တန်းကြံပါသေးတယ်ရှင်။